ဒီမကြီးလက်ပံကြောက်ချိန်လိုက်မယ်ဒါလက်ပံကြောက်ကဘယ်လိုဝယ်လဲဆိုတော့ဒါ60ရှိတယ်ဒီ60ပါလက်ပံကြောက်ပြဿနာရှင်းပြရနော်မဒါတပိတ်တာစတိပိုင်းယူခဲ့တယ်စတိပိုင်းယူနေဒီမှာဒါတပိတ်တာပေါ့နော်ဒါတပိတ်တာဟိုဖတိမလက်ပံကြောက်ဝယ်တာ3000မတန်ဘူးပြောတာတချို့ကြတော့ပေါ့နော်ဟိုနှစ်တိုင်းရောင်းနေသူတွေရှိတယ်ဒါကကြတော့အခုကလက်ဖန်ကြောက်ပွင့်ချိန်ရောင်းလို့မို့တပိတ်တာကို3000ဝယ်တာတချို့ကတော့လက်ဖန်ကြောက်တွေကိုအောင်းထားတယ်ကန်ကြီးမားတွေပေါ်ရမှုတွေအဲ့ဒီမှာသွားဝယ်တယ်တပိတ်တာ9000လေးရှိရ9000လေးရှိရ1000လေးရှိရရှားရင်ရှားသက်လို့ရှိရ4000လေးရှိရပေါ့နော်ဒါကတော့လက်ပံပွင့်တဲ့ရာသီလက်ပံပွင့်တဲ့ရွာတွေမှာပို့ပြီးတည်တယ်ဗလဲဆိုတော့တော့သူတို့ကလေအပြင်းပြေအသက်ကြီးရဲ့လူဘိုးဘွားတွေပေါ့နော်လက်ပံပင်အောက်မှာသူတို့နေလေးလေးရိတ်တယ်လက်ပံပွင့်ကောက်တယ်ဆိုငါကြီးရေအထုမရေးလက်ဖက်မွေဝဲလားဝဲပါဆိုလို့3000လုံးဝဲတယ်အမေဆိုအေးကောက်ဝဲဆိုအဲ့လိုမျိုးတွေသူတို့မှဝင်ဝေရအောင်လို့3000လုံးနဲ့ဝဲတာကိုချက်ဟလား3000လုံးနဲ့ဝဲပေးတာပါစက်ကြီးပိတ်ကလေးပြီးတော့လက်ဖက်မွေ3000ကဒီမဲ့ပြအောင်မယ်နော်ဒီမှာတော့ဒါကတော့တပိတ်တာကိုဝဲလိုက်တယ်ဒီလိုမျိုးအရွက်ပဲချွေလိုက်တာနော်ဒီမဲ့ပြမယ်နော်ကလေးပြထောင်းဒီမဲ့ကြည့်ဒီအမြင်မဲ့သုံးရတာဒါ3000ညှက်လိုက်တကယ်ဘာမှမရဘူးဒါတပိတ်တာညှက်တာနော်ဒီမဲ့ဒါတွေအကုန်လွတ်ပြတာပါတေချာလက်ပံကြောက်ကိုတန့်ပြီးပါဒါတွေဒီလိုလေးပဲဒါမင်းဒီလိုပြပါနော်ဒီလိုအမြင်မဲ့သုံးတာဒီလိုအမြင်လက်ဝင်တယ်တနေ့ကုန်လဲလက်ဝင်တယ်အကုန်ဒီလိုအမြင်လေးပဲသုံးတာပါတပိတ်တာကို3000ဝယ်တာမတရားဘူးလားဘာညာပြောလို့ပြောမအဲ့အောင်မလေးတေချာရေကိုစိန်တေချာစိန်တေချာတိုက်နေပြီဒီလိုအမြင်လေးပဲသုံးရတာကြည့်လိုက်အမြင်လေးပဲသုံးရတာတပိတ်တာညှက်လိုက်ဘာမှကိုမရတာနော်ပြီးရင်တပိတ်တာညှက်တဲ့ပုံစံလေးပြမယ်ဒါတရားကိုညှက်ခိုင်းမယ်ဒီမဲ့ဒါနော်ဘာမှမညာဒီလိုအမြင်လေးတွေပဲသုံးရတာပြီးတော့ပြောအောင်မယ်ဒါကလက်ပံပွင့်ချိန်မို့3000ဆိုတော့ဒါရောက်တဲ့လူတွေအများကြီးပြင်းနေရာချီထောင်ကြီးတောင်မှဝဲလားဆိုဝဲတယ်လို့ပြောတာတချို့ရွာတွေကလေလက်ပံပင်ရှိတဲ့ရွာတွေအများဆိုအများကြီးပေါ့နော်သူတို့ဝင်ရအောင်လို့ဝဲပါဆိုလို့ဝဲတာပါရှင်မတရားမလုပ်ပါဘာလို့ဆိုကိုယ့်ဘောကအောက်ရှန်တလာပြန်လို့ပြီးပြောင်းမယ်အဲ့ပစွန်းကြောက်ပဲဒီလက်ပံကြောက်ကိုနော်ဖတိမလက်ပံကြောက်ကိုတေချာတက်နေတယ်ပြီးညက်ရတာသူကလူ50ရောက်လောက်ပေးရတယ်နော်အများကြီးညက်မှအချိန်တွေကို50ညက်မှဘာမှဘယ်နှဖူးမှမရအောင်နော်ဘယ်နှဖူးမှမရအောင်ဒါဝယ်ဘူးလိုင်းနဲ့သိပါတယ်ဒါဒီမဲ့ဒီလိုလေးဒီလိုအမြင်လေးပဲယူတာဒီလိုအမြင်လေးယူတာဟိုတော့မှဒါတပိတ်တာနော်ဒါဘာတပိတ်တာညက်လိုက်ဘာမှမများဒီလိုအမြင်လေးယူတယ်ဆိုတော့စဉ်းစားကြည့်ပါရှင့်ပြီးတော့ဒီမဲ့ဒီလိုပစုံကြောက်ထည့်တာပါပစုံကြောက်နော်ဒီလိုပစုံကြောက်တွေလည်းထည့်တယ်ဒီမဲ့ဒီလိုပစုံကြောက်ကိုလက်ပံကြောက်ကြီးကြော်ရအောင်တော့မဟုတ်ဘူးဒီလိုပစုံကြောက်လေးကိုလည်းထည့်ပေးသေးတယ်ငရုတ်သီးနဲ့တခြားလက်ပံကြောက်ကိုအဆက်လေးကြော်ပေးတာပေါ့နော်ပြဿနာကိုသိစေ